Okay အားလုံးမင်္ဂလာပါကျွန်တော် TNB ကောနာ hand ကနေဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ iPhone သမားတွေအမြဲသွေးတက်လေးရှိတယ်ဘက်ထရီကမကြောက်လို့တော့မယ်ဆိုတော့နီလန်ပြပြပြီးတော့ဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစုံနေကြည့်လိုက်ရအောင်ပထမဆုံးချက်အလွယ်လမ်းမလိုက်ပါနဲ့ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ပထမဦးဆုံးဖုန်းဝယ်လိုက်ပြီဆိုရင် original ပါတဲ့ RC တွေပြတ်သွားပြီဆိုတာနဲ့ကျွန်တော်တို့လွယ်လွယ်ကူကူဗျာနီးစက်ရကနေပြီးတော့ first copy တွေပေါ်ပေးတွေဝယ်သုံးလိုက်ကြတယ်လုံးဝမလုပ်ပါနဲ့ကိုကဒီဖုန်းကိုဈေးအများကြီးပေးဝယ်ထားပြီးတော့မှဒီဟာလေးအတွက်လောက်နဲ့ခေါင်းသိကိုက်နေပါလေဗျာဖြစ်နိုင်မယ်ဆိုရင် original ဝယ်တော့ original မသုံးကြည့်ဘူးဆိုရင်တော့မှကျွန်တော်သက်ဆိုင်ရာ brand တွေမှာ MFI certify ရထားတဲ့ brand လေးတွေ product လေးတွေဝယ်သုံးမှာ MFI ဆိုတာတော့ကျွန်တော် made for iPhone, iPod, iPad အဲ့ဟာတွေအတွက်အသီးသန့်လုပ်ပေးရတဲ့ဒါကျွန်တော် MFI certify product လေးတွေကိုရွေးပြီးတော့သုံးပါနောက်ပိုင်းဆိုလို့ရှိရင်လည်းဗျာ iPhone 15နဲ့အထက်ဆိုလို့ရှိရင်တိုက်စီဖြစ်သွားပြီဆိုတော့တော်တော်များများမှာ Android phone တွေရှိရဲ့အတွက်ကျွန်တော် Type C ကြိုးရရှိရဲ့လွယ်သုံးတယ်မလုပ်ပါနဲ့အတက်နိုင်ဆုံး origin နဲ့အသွင်ကျိုးနဲ့ခေါင်းတွေပဲသွင်းပြီးပါကိုယ့်ရဲ့ဖုန်း battery health ကိုကြာတာတက်တာပါစေဒုတိယချက်80ထက်ဆိုမသွင်းနဲ့20ရောက်ဆိုရင်မသုံးနဲ့အဲ့ရဲ့သဘောကဘာလဲဆိုတော့ကျွန်တော်အားတွေဗျာ80လောက်ကြီးရှိရဲဆိုလို့ရှိရင်ထပ်ပြီးမသွင်းပါနဲ့တော့เนาะဖြစ်နိုင်ဒီအောင်ပဲ73လိုက်ပါဆက်မသွင်းပါနဲ့20အောင်မကြပါစီနဲ့ဆိုတော့ကျွန်တော်ဒါ iPhone ကမဟုတ်ဗျာဘယ်ဖုန်းပဲဖြစ်နေပါစေကျွန်တော်အားကို20အောက်ကြတာမျိုးတွေအားကုန်တဲ့ထိသုံးတယ်လုံးဝမလုပ်ပါနဲ့ဖုန်းဘက်ထရီအရန်နာပါတယ်သူတို့ပြင် iPhone ကိုဘာလို့ပြောရလဲဆိုတော့ကျွန်တော် iPhone မှာဘက်ထရီကပါတယ် high battery ကကိုကမြင်နေရတဲ့အတွက်ဓာတ်ယူမြင်တာနဲ့များကိုလည်းသွေးတက်တယ်ကောင်းလည်းကြိုက်တယ်ဆိုတော့အဲ့ဒါလေးလည်းရှောင်ပြီးပါနောက်ဆုံးတစ်ခုအားသွင်းတို့တရက်နဲ့လုံးဝမသုံးပါနဲ့ကိုကတခါတလေဆိုကိစ္စမရှိဘူးဆိုပေမဲ့ကိုကဒီ video edit လုပ်တဲ့သူတွေ page ဖြည့်ရဲ့သူတွေ game software တွေဆိုလို့ရှိရင်တော့တေချာပေါ့အားသွင်းကျိုးလိုမှာဆိုတော့အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ကတော့recommend ပေးချင်တာကတော့ cooling fan ကောင်းကောင်းလေးဝယ်သုံးပါကျွန်တော်ပထမပြောပြလို့မဟုတ်ပဲဒီဖုန်းကိုကဈေးအများကြီးပေးဝယ်ထားပြီးမှတော့ဗျာစင်ကြောကြီးအမိကြမှတည်းလုံနေပါနဲ့ဒါလေးလည်းဝယ်သုံးလိုက်ပါဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ဒီခုနသုံးတဲ့ဟာတွေမှာ performance ကလည်းပါတယ်ဖုန်းကပူရကြတဲ့ဥမာကိုကဖုန်းကထပ်သွင်းထပ်ပူပြီးရင်ပူဗျာလူတော်မှအရန်ပူရင်ခေါင်းကိုက်ပြီးတာပဲဖုန်းတွေလည်းပူရင်လစ်တာပေါ့ဆိုတော့အဲ့လေဒီကြပေါ့ရှောင်ပြီးပါโอเคဒီနီးလန်းလေးတွေကိုသူချက်လိုက်လို့လိုက်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်အမြဲတမ်းခေါင်းကိုက်နေတဲ့ဗရီရကြတာကိုအထိုက်တယောက်ထိမ့်သိမ့်ပြီးပါလိမ့်မယ်ဆိုတော့လုံးဝမကြတာပြီးတော့မဟုတ်ဘူးဗျာဒါပေမဲ့အကြမ်းမနဲ့သုံးတဲ့တူတဲ့စာလို့ရှိရင်တော့ကိုယ့်ရဲ့ဗရီဟက်ကပုံမှန်ထက်တော့ကြတာသက်သာပါလိမ့်မယ်ဆိုတော့ဒီနေ့ဒီဟာလေးလုပ်လိုက်ပါကိုယ့်အတွက်တကယ်အသုံးဝင်ပါလိမ့်မယ်ကျွန်တော်တို့ထုံးတဲ့အတိုင်းပဲကဘာကြီးကိန်းတွေမတော်လိုက်ပါဘူးသက်သာ